ဇလန်အစမှာတော့ဇက်လိုက်ဖြစ်သူကတတိလင့်နေရကနိုးလာပြီးသူ့ကိုတော့မောင်ညိုလို့ပဲမှတ်ထားလိုက်ပါမောင်ညိုကအဆောက်အုံပြိုကျရမှာအောက်ပြိုကျလာတော့မှတ်မိပြီးတော့ဘယ်နေရာရောက်နေလဲတော့သူလည်းမသိပါဘူးကျွန်တော်လည်းမသိပါဘူးသူကတော့အမြန်အပေါ်ကိုတက်ချင်နေပြီးအဲ့ဒီချိန်ယုံတကောင်တွေးလိုက်တာကြောင့်ပိုနက်လေပိုကျန်းလေလို့ထင်ထားတဲ့မောင်ညိုကယုံကိုအထင်သေးနေတယ်အဲ့ဒီအချိန်ဝင်းပလီနှစ်ကောင်ရောက်လာပြီးနှစ်ကောင်လုံးကိုယုံကတက်ပလိုက်တယ်အဲ့ဒါကိုတွေးတော့မောင်ညိုကလန့်ပြီးအတန်ထွက်တာကြောင့်ယုံလေးကတတိထားမိသွားပြီး1121အကွက်တွေနဲ့မောင်ညိုကိုတက်တော့မဲ့အချိန်တစုံတစ်ခုကိုတွေးလိုက်ရတာကြောင့်ယုံကလည်းပြေးရပါတယ်အဲ့ဒါကတော့ဝက်ဝင်းတကောင်ဖြစ်ပါတယ်ဝက်ဝင်းကလည်းယုံကိုအလွတ်မပေးပဲခေါင်းဖြတ်ပလိုက်တယ်ပြီးတော့အဲ့ဒီယုံရဲ့အသားတွေကိုစားနေပါတယ်ဒီကူထဲမှာအကောင်တွေကအစာအတွက်အချင်းချင်းစားသုံးနေကြတာဖြစ်တယ်အဲ့ဒါကိုမြင်တဲ့မောင်ညိုကပြေးကဝက်ဝင်းကလည်းအစောကယုံကိုတက်ခဲ့တဲ့အတိုင်းလက်သေးတွေနဲ့လှမ်းပစ်လိုက်တယ်မောင်ညိုရဲ့ဘဲဘက်လက်ကပြတ်ထွက်သွားပါတယ်အဲ့ဒီလက်ကိုဝက်ဝင်းကမောင်ညိုရှေ့မှာတွေစားပြပါတယ်မောင်ညိုကစောက်ရန်သွေးပြက်နေပြီးအစားထိုးတဲ့အစွမ်းတနည်းအားဖြင့်အရာဝတ္ထုတွေကိုပုံတရံပြောင်းလဲတဲ့အစွမ်းကိုခဏခဏသုံးနေပြီးလွတ်မြောက်အောင်ကြိုးစားနေပါတယ်ဝက်ဝင်ကလည်းအလွတ်မပေးပဲတောက်လျှောက်ကိုမောင်ညိုနောက်ကိုလိုက်နေပြီးမောင်ညိုကနောက်ဆုံးမှာတော့တွေးထွက်လွန်ပြီးမေ့လဲသွားပါတယ်ပြန်နိုးလာတော့မျက်စိရှိမှ dressing တစ်ခုကိုတွေ့ရပြီးအဲ့ဒါတော့အလွန်ရှားပါတဲ့ dressing ဖြစ်ပါတယ်အမှန်တော့အဲ့ဒါကြောက်တုံးမဟုတ်ပဲကြောက်တုံးပုံဖြစ်နေတဲ့စွမ်းအားတွေပဲဖြစ်ပါတယ်အဲ့ဒီမော်စွမ်းအားတွေအရေးပျော်ပြီးကျလာတဲ့အခါအဲ့ဒီရေဟာဒဏ်ရာမျိုးစုံနဲ့ကျိန်စာကိုပါကုသပေးနိုင်တဲ့ကြောက်မျိုးစားအဖြစ်ပြောင်းလဲသွားပါတယ်အဲ့ဒါကိုမောင်ညိုဘလို့သိရလဲဆိုအရင်ကပြောညံ့တာကြောင့်အတုံးဝင်အောင်လို့ဆိုပြီးအားလုံးလေးလာထားတာပဲဖြစ်တယ်မောင်ညိုတို့အဖွဲ့ဂူထဲကိုသွားတဲ့အခန်းကိုပြန်ပြထားကမောင်ညိုကမွန်စတာတွေကိုမနိုင်မဲ့အဖွဲ့တွေကဖိုက်တာကဝင်ကူညီပေးလိုက်ရကဘေးကကောင်ကတော့မင်းကဓားကင်ထားလဲစောက်သုံးမကြပါဘူးလို့ပြောကမောင်ညိုကိုတော့ကောင်မလေးတယောက်ကအဆင်ပြေလားဆိုကကူညီပေးနေပါတယ်ဖိုက်တာရဲ့ခုတ်ချက်ကြောင့်ထွက်လာတဲ့ခရစ်စတယ်ကိုအားလုံးကကြည့်နေပြီးအဲ့ဒါစစ်ဆက်ထိမ်းများတဲ့လက်စွပ်မှာတုံးတဲ့ကြောက်ဖြစ်တယ်အဲ့ဒီနောက်မှာပြောမြဆိုမြခွာတောင်စေးလေးဟာခရစ်စတယ်ကိုတွားယူကထိလိုက်တဲ့အတွက်တစ်ဖွဲ့လုံးကနေရာတစ်ခုကိုပို့ခံလိုက်ရပြီး boss တကောင်နဲ့ monster တွေလည်းထွက်လာပါတယ်အဲ့ဒီအဖွဲ့တွေကခေါင်းဆောင်ကအဖွဲ့သားတွေကိုတစ်ဖက်ကိုရောက်အောင်အမြန်ပြေးခိုင်းတယ်အဲ့ဒီအချိန်မောင်ညိုကူညီပေးတဲ့မိန်းကလေးကချော်လဲနေရကြောင်းအဖွဲ့ခေါင်းဆောင်ကသူ့ရဲ့ဒိုင်းနဲ့ထိန်းထားပေးပေမဲ့ခဏအတွင်းပြတ်သွားပါတယ်အဲ့ဒီအချိန်မြေသားနှစ်ရံတွေထွက်လာပြီးမောင်ညိုလှုပ်တာဖြစ်တယ်။မောင်ညိုကသူ့ရဲ့အစွမ်းအကြာကြီးမခံနိုင်တာကြောင့်အမြန်ထွက်သွားခိုင်းပါတယ်။ခေါင်းဆောင်ကလည်းတေချာပေါက်လာခဲ့မယ်ဆိုကထွက်သွားပါတယ်။ခဏနေတော့ကြောက်တုံးနေရန်ကြီးကလည်းစတင်ပြက်စီးလာပြီးမောင်ညိုကလည်းထွက်ပြေးလာခဲ့ကသူ့ရဲ့အဖွဲ့ကလည်းအကောင်ကြီးကိုပြစ်ဖို့အတွက်အစင်သစ်ဖြစ်နေပါတယ်။တစ်ဖက်မှာမောင်ညိုကစောက်ရမ်းနေပောက်ကွဲနေပြီးဘိုက်ကလည်းစလက်ကလည်းနာနေပြီးဘာလို့ဒီလိုဖြစ်တာလဲဆိုကစဉ်းစားနေပြီးအသက်ရှင်ခြင်းစိတ်လည်းပြင်းပြနေပါတယ်။စတင်ပြစ်ကြပြီးမောင်ညိုကလည်းမြန်မြန်ပြေးလာနေတယ်။ဒုတိယအကြိမ်ထပ်ပြစ်တဲ့အချိန်မှာတော့အလင်းတန်းတစ်ခုဟာမောင်ညိုစီတက်တက်ကြီးဝင်လာပြီးမောင်ညိုကလည်းပြုတ်ကျသွားခဲ့ပါတယ်မောင်ညိုကိုယ်တိုင်လည်းသူ့ကိုလှုပ်ကြံတဲ့သူကိုမသိပဲဘာလို့လှုပ်တာလဲဆိုတာကဆက်တွေးတောနေပါတယ်အဲ့ဒါတွေမဖြစ်ခင်ညမှာတော့မောင်ညိုကိုကူညီခဲ့တဲ့ကောင်မလေးကမောင်ညိုနဲ့ပတ်သက်ပြီးအိမ်မက်ဆိုးတွေမက်နေရကြောင်းနမိတ်မကောင်းတာကြောင့်ကူထဲသွားတဲ့အခါမလိုက်ခဲ့ဖို့ပြောပါတယ်ဒါပေမဲ့မောင်ညိုကတော့သူ့ကိုကာကွယ်ပေးခိုင်းပြီးဒဏ်ရာရရင်လည်းကုသပေးပါလို့ပြောပါတယ်အခုအချိန်မှာတော့မောင်ညိုကမျောလင့်ချက်တွေမဲ့နေပြီးသူအိမ်ပြန်ဖို့အတွက်ဝင်ရှုပ်တဲ့သူအားလုံးကိုတက်ပြစ်မယ်ဆိုကကျုံးဝါနေတယ်ဘိုက်ကလည်းစာနေရကြောင်းဘယ်ကောင်ဖြစ်ဖြစ်စားပြစ်မယ်ဆိုကဂူအပြင်ကဝင်ပလေတွေကိုသူ့ဂူထဲကိုမြားခေါ်ပြီးဝင်ပလေတွေကမောင်ညိုအရန်သစ်လှုပ်ထားတဲ့ထောင်ချောက်တွေကြာကုန်ကြကမောင်ညိုကသူ့အစွမ်းနဲ့တက်ထုအဆိုင်ခဲတွေနဲ့ဖိပြီးလှန်နဲ့အားရပါရထိုးနေပါတယ်ပြီးတော့အဲ့ဒီအသားကိုစားနေကအဲ့ဒါကထင်ထားတာတဲ့ပိုယုံဖို့ကောင်းတယ်လို့ပြောနေပါတယ်နောက်တော့ခန္ဓာကိုယ်မှာနာကျင်မှုကိုစတင်ခံစားလာရပြီးရုတ်တရက်ပဲသပင်တွေပါဖြူလာပါတယ်ကြွက်သားတွေကလည်းပြောင်းလဲသွားပြီးမျိုးဗီဇတစ်ခုလုံးမှာပြောင်းလဲသွားပါတယ်ခဏလောက်နေတော့မော်ကြောက်တုံးကကျလာတဲ့ရေတွေကြောင့်အဆင်ပြေနေကနာကျင်မှုကိုလည်းမခံစားရတော့ပါဘူးခရစ်စတယ်ကနေသူ့ပုံသူလမ်းကြည့်ကမကောင်းဆိုးဝါးနဲ့တော့တူတယ်လို့ပြောတယ်သူ့ level တွေပြန်စစ်ကြည့်တော့အသားကိုစားပြီးရတဲ့ level တွေကရာကျော်ထိတက်သွားတာကိုတွေ့ရပါတယ်လျှက်စစ်အစွမ်းဘာသာစကားနားလေတဲ့အစွမ်းကိုဝင်ပလေတွေစီကနေရလိုက်ပါတယ်ပြီးတော့ကိုပိုင်စကေးဖြစ်တဲ့တက်တူတွေကိုထိန်းချုပ်နိုင်တဲ့စွမ်းအားကိုလည်းထပ်ရလိုက်ပါတယ်နောက်တော့လက်နက်အတွက်ကြောက်ဆိုင်ခွဲတွေနဲ့ထုံးကြောက်တွေကိုတုံးပြီးတော့အမိုက်စားတနက်နဲ့ကြီးစံကိုဖန်တီးနိုင်လိုက်ပါတယ်အဲ့ဒီတနက်ကိုသူ့ရဲ့လျှက်စစ်စွမ်းအားကိုတုံးပြီးယုံလေးကိုအစဖြောက်လိုက်ပါတယ်ပြီးတော့အဲ့ဒီတနက်ကိုဒေါ်နာလို့အမည်ပေးလိုက်ပါတယ်နောက်တော့ယုံသားကိုစားပြီး level ကိုကြီးလိုက်တော့ level တွေပိုတက်လာပါတယ်သူစားလိုက်တဲ့အကောင်ရဲ့ scale ကိုလည်းထပ်ရပါတယ်ယုံရဲ့ teleport တလိုမျိုးအစွမ်းနဲ့လေပေါ်မှာခုန်နိုင်တဲ့အစွမ်းကိုထပ်ရပါတယ်ပြီးတော့မောင်ညိုဒါပေမဲ့အခုနာမည်ပြောင်းလိုက်ပြီမောင်ဖြူလို့ပြောင်းလိုက်တော့မောင်ဖြူကသူ့လက်ကိုစားတဲ့ဝက်ဝင်ကိုလက်စားချေဖို့စတင်ဆုံးဖြတ်လိုက်ပါတယ်ဝက်ဝင်စီရောက်လာပြီးမတွေ့တာကြာပြီလို့ပြောတယ်ဝက်ဝင်ကလည်းသူ့ရဲ့လက်သေးတွေနဲ့လှမ်းကုတ်တာကြောင့်တယ်လီပေါ့အစွမ်းနဲ့ရှောင်ပြီးလေပေါ်မှာခုန်တဲ့ကွက်ကိုတုံးပြီးဂန်းနဲ့ထုတ်ဆော်ပါတယ်
ဝက်ဝင်ကလက်သေးတွေနဲ့လှမ်းပစ်တော့တနက်ကလွတ်ထွက်သွားပြီးမောင်ဖြူကသူ့မှာရှိတဲ့မျက်ရည်ကိုဘုံနဲ့လှမ်းဆော်လိုက်တာကြောင့်ဝက်ဝင်ကခဏတာမမြင်ရတော့ပဲအဲ့ဒီအချိန်မှာပဲတနက်ကိုယူပြီးဝက်ဝင်ရဲ့လက်တစ်ဖက်ကိုဖျက်ပလိုက်ပါတယ်ကျလာတဲ့လက်တစ်ဖက်ကိုဝက်ဝင်ရှေ့မှာစားပြကဝက်ဝင်ကလည်းစိတ်တိုးပြီးဂမှုရှူးလို့ဝင်တိုက်တာကြောင့်ဝက်ဝင်ရဲ့လက်မောင်းကနေထွက်လာတဲ့သွေးတွေရဲ့စီချောင်းအတိုင်းလျှက်စစ်စွမ်းအားကိုတုံးလိုက်ပြီးဝက်ဝင်ကိုရှော့တိုက်လိုက်တယ်ဝက်ဝင်ကိုဂန်းနဲ့ထုတ်ဆော်လိုက်ကဝက်ဝင်ကြီးလည်းတေသွားပါတော့တယ်နောက်ဆုံးမှာတော့ကောင်မလေးတစ်ယောက်ကိုပြထားပြီး episode 1လည်းပြီးသွားပါတယ်